Willow. Good girl, Willow. Good job, Willow. Carrot dog. Tông khu lâu xì à, tông khu lâu mà sao ngó xì à mà nè Singapore tâm yêu lòng bẹp rồi mà carrot dog lại xả thì mà chịu she only eats this the môn bà nia hà về xa nó lô hà lý lệ chụp bó nè về drip lên chơi đá màဒါမနေ့ကသွားယူလာတဲ့ carrot တော့မစားပါဘူးကွယ်ပြီးတော့ဒါကမနေ့ကသွားယူလာတဲ့နောက်ထပ် carrot တော့နောက်တစ်မျိုးဒါတရုတ်ပြည်ရတယ်မစားဘူးဒါလဲပြီးဒါ dandelion သူအရင်ကအရန်ကြိုက်တာအခုမစားဘူးဆရာမဒီဟာက hay blend လည်းမစားဘူးကျုပ်ကကုန်ပြီဒါဝူလီလည်းမစားဘူးမာလို့နဲ့တူတယ်မစားဘူးပြီးရင်ဒီမှာဒီဟာက dry timothy first ကဟာ sun dry လုပ်ထားတယ်မစားဘူးဒါ wheatgrass မစားဘူးနောက်တစ်မျိုးရှိသေးတယ်အပေါ်မှာဒီဟာက virgin timothy မစားဘူးဒါလဲ timothy leaf လေးတွေ carrot တော့ကိုကြည့်ပါဦးဘယ်လိုစားနေလဲလို့ကုန်ပြီအဲ့ကုန်လို့မနည်းရဒီမှာလေကုန်ပြီကုန်လို့မနည်းရလိုက်ရှာတာစင်ကိုတစ်ခုလုံးနဲ့နေရပဲချားဟိုင်မစားဘူးကျေးဇူးရှင်လေးခေါင်းလေးကနည်းနည်းတော့ပြန်ထောင်းလာပြီဟိုက stroller နဲ့ထည့်ထားတာနဲ့ play bag နဲ့ထည့်ထားတာအရင် stress များလို့နေတူတယ်လှည့်နေရပဲအဲ့နဲ့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ပဲအပြင်မှာဘာလို့အီးမပါသေးမပေါက်ဘူးမျက်လုံးလုံးနေတနာပါကြည့်ပါတယ်လေမ critical care တိုက်ထားတဲ့ဟာနဲ့တောက်ရှာတယ်သူကဒါတစ်ခုလုံးကုန်ပါတယ်ပြီးတော့ဒါနည်းနည်းဆို25လောက်တော့ရှိမှန်းနဲ့တူတယ်သူတောက်တာဆိုတော့အဲ့ဒါ4နာရီချတစ်ခါတိုက်ရပါတယ်ဆရာမမကြိုက်လို့မှငပြောသီးနဲ့တိုက်ရပါတယ်နော်တယ်လီရှုပ်ပွားအနေနဲ့မတက်နိုင်ဘူးရှိသမျှဟာလဲစောင်းနေလဲအကုန်လိတ်အခင်းနေလဲလျှော်ရတာဆိုတာမလွယ်ဘူးကလေးနေမကောင်းဘူးသူလိတ်တော့မယ်အားသူရှိလုံးချစ်ကလေးတယ်လီတတလာတယ်လီအိုးတရှိလုံးတော့ဟုတ်တော့မလိမ့်နဲ့တော့နော်ဝိုင်းချပပပြင်ထွက်မှာလား You wanna come out? Do you wanna come out? Try? You wanna try coming out? No? Chiều mày sao mà làm mà sao à vì là đá về sao nè There you want this? Good girl, Willow. Good job. Okay, Mama will put here, okay? Mama's gonna make a cocktail here for you.
It's gonna be a hair cocktail, okay? You want this? Then this. Try. See which one you wanna pick. We look at. County. Oh, the she low name that they watch like that. To Ima Paroli, all of you. Oh, up to my soroli. နည်းနည်းလေးလှုပ်လှုပ်ရှားရှားရှိတော့အစာအိမ်နဲ့လှုပ်တာပေါ့နော်အဲ့လိုမျိုးဆိုပလေးပန်ကိုနက်ကဖြုတ်လိုက်ပြီးတော့ပလေးပန်ဖြုတ်ပြီး stroller ထဲထားသေးတယ်ဒီမှာလေး stroller ပစ္စည်းရဲ့ stroller ထဲမှာအဲ့ဒါလေးလှိမ့်နေဆီယမရွာလဲနေအမှာသူနေတဲ့တလူနေပါစီဆိုပြီးတော့တခွားတီးတော့စားတယ်ဘာပဲစားရင်ပြီးတော့အရွက်တွေရောအသီးတွေရောဟိုဟာနန်းပင်ပူစီနန်းအများကြီးပဲအရွက်တွေလည်းစုံနေရပဲဘယ်ပပတွေပါသေးတယ်မရုပ်ပွားတွေမဆောင်တခွားတီးတော့စားတယ်သူကြိုက်တာစားပါစေဘယ်လိုပဲပြောခဏနေတော့ critical care လေးတော့ထပ်တက်ရမယ်4နာရီချတစ်ခါပေါ့နော် 20cc သူ့ခန္ဓာကိုယ်က2 kg ဆိုတော့4နာရီချတနေ့လုံးကို3ခါနေ5ခါတက်ရတယ် 20 to 30 meals 3 to 5 times a day per kilogram 1 kilo ကို30cc ကနေ 20cc ကနေ 30cc 3ချိန်ကနေ5ချိန်တိုက်ရတယ်ဆိုတော့သူက2 kilo ဆိုတော့အေးပေါ့5ခါလောက်25လောက်ဝင်လို့ရှိရင်ပဲတော်တော်လေးအဆင်ပြေပါတယ်15ကနေ25ပေါ့အဲ့ဒါလောက်ဝင်မယ်4နာရီချတစ်ခါဆိုအဆင်ပြေပါဆိုတော့သူနားဖို့လည်းလိုသေးတယ်လေနော်စိတ်ကလည်းကြီးလိုက်တာကောင်းတယ်အဲ့လိုမျိုးလေးဖြစ်လာအနေဆိုတော့သူအဲ့လိုခေါင်းလေးထောင်ပြီးတော့မှဘာလို့သူအဲ့ခေါင်းဆောင်တဲ့ဟာလေးကိုအကျဉ်းရဖို့အရေးကြီးရလေနော်ခေါင်းဆောင်တာပြန်ပြောင်းလာမပြောင်းလာမသိဘူးဘာလို့ဆိုတော့ EC ဖြစ်တာနဲ့မတူဘူးသူကအာယုံကြောပေါ်မှာအဲ့ပြည်တဲနာကဖိမိသွားတဲ့ပုံစံဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ပြန်ခွဲလို့ရှိရင်လည်းပြန်ကောင်းမကောင်းမသိချဘူးဆရာမအဲ့လိုပြောတယ်ဖက်ချီရတဲ့လောက်ကလည်းအဲ့လိုမျိုးပဲဆိုရဒါအမြဲတမ်းဖြစ်သွားလည်းဖြစ်နိုင်တယ်ပိုဆိုးရလည်းဖြစ်နိုင်တယ်ပြန်ကောင်းလာခြင်းလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့အခုပိုးသက်စီရောပေးထားတဲ့အဲ့ပြည်တယ်နာတော့ဒါပေမဲ့ပိုးသက်စီကဟို general antibiotic ပဲပေါ့နော်ဆိုတော့အဲ့ flash လုပ်တဲ့နေရာနားပိတ်နေတဲ့ဟာကိုအထဲကိုဆေးထည့်ပြီးတော့ဆေးတဲ့နေရာဟို sample လေးပေါ့နော်အဲ့လိုမျိုးအဲ့ပြည်စလေးတွေယူပြီးတော့မှခွဲခန့်ကိုတော့ပို့ထားတယ်အဲ့ဒါ9ရက်နေလို့ရှင်းရမယ်အဲ့ဒါရပြီးမှဘာပိုးကနေအထဲမှာပွားနေရလဲပေါ့နော်အဲ့ဒါတီးပြီးမှအဲ့ပိုးနိုင်တဲ့ပိုးသက်စီကိုပြန်ပြောင်းပေးရမယ်ပြီးွားကြတော့မှကလေးကအဲ့ပိုးသက်စီကို response လုပ်တဲ့ပုံမှာမူတည်ပြီးတော့မှဘာဆက်လုပ်ရမလဲပေါ့နော်လောလောဆယ်မှာသူ stress မဖြစ်အောင်ရဲ့အစာစားဖို့ရဲ့ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ဟို GI မဝင်ဖို့ကအရေးကြီးရယုံနေရဘာပဲဖြစ်ဖြစ်တခုဖြစ်ပြီးဆို GI မဝင်ဖို့အရေးကြီးရပေါ့နော် Fiona လေးတော့ကလည်းအဲ့လိုပဲသူ GI ဝင်ပြီးတော့သူဆုံးသွားတာလေနော်အဲ့လိုမျိုးဆိုဝင်လို့လေးလည်းအဲ့လိုဖြစ်မှာအရင်ကြောက်တယ်အဲ့မျိုးဆိုstrange feeding လောက်တာလေ Fiona လေးကနှလုံးမကောင်းတော့သူက stress ရတယ်လေနော်ဝင်လို့လေးကကြတော့သူတိုက်သမျှလဲသူအကုန်စားနေရောကျေးဇူးတော့ပဲ
အဲ့တော့ပြန်ပြီးတော့ကျမမှာပါ fighting ဝီလိုရေပေးနာလိုက်အောင်မယ်နော်ဝီလိုလေးကိုလေ bye bye